မိမိတို့တငယ်ချင်းတွေအောင်ဘဝရဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းလဲဆိုရင်ဒီလိုဖြေရှင်းပါရဲ့ရှင်ပြဿနာတော်တော်များများကပတ်စံမရှိတာကနေစတာပဲဆိုပတ်စံတွေပုံဝင်အောင်စတောင်းပြေလက်ချမီမေတော့ရှိသွားပြီးတော့စတောင်းခဲ့တဲ့အကြောင်းအလုံးပြပြပါမယ်ကဲဒါကတော့လက်ချမီမေတော့ရှိရဲ့အကြောင်းလာကြီးပေါ့နော်စကားမဆက်ဒီနေ့တိမ်တွေရလေတော်လာနေရဲ့ဒီကြောင်းနဲ့ဝင်ချင်းပန်းဆိုင်မှာပန်းကပ်ဖို့အတွက်ဝင်ဝယ်လိုက်ပါတယ်ပန်းတွေအပြင်သူကလေလူပွဲပစ္စည်းအစုံနဲ့ဆက်လိုက်လေးဝယ်ရတယ်ပေါ့နော်ဝယ်ပြီးတာနဲ့စုတောင်းဖို့အတွက်အပေါ်တက်သွားလိုက်ပါတယ်ပထမဆုံးတွေ့ရတာကတော့ဖျားလေးပေါ့နော်ပြီးတော့ကိုရီရဲ့ဆိုတာဖျားလေးရှိပြီးတော့လက်ချမီမေတော်လေးပါပထမဆုံးတော့ဖျားရင်ရှိခိုးလိုက်ပြီးတော့လေအဲ့ဒီစာရွက်လေးပေါ်မှာစုတောင်းလေးချရေးလို့ရတယ်ဆိုတော့ဝေးတက်ကလေးနဲ့စုတောင်းကိုချရေးခဲ့လိုက်ပါတယ်ပြီးတော့လေသူကဇိုရီရဲ့ဆိုင်းလေးတွေပါရေးရတယ်ဒီလားပြီးရင်တော့အဲ့ဒီစာရွက်လေးကိုဒီစုတောင်းပုံလေးနဲ့ထည့်ရတယ်ပေါ့နော်ပြီးရင်ခုနဝယ်လာတဲ့လူပွဲပစ္စည်းတွေလက်ချမီမေတော်ရှိမှာကတ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ဘဏ်အကောင့်တွေကိုဖွင့်ပြီးလက်စုတောင်းကြရတယ်ပေါ့နော်ဒါကလေအဲ့လိုမျိုးသူ့ရဲ့နားတစ်ဖက်ကိုအုပ်ပြီးတော့တစ်ဖက်ကနေပဲတူတူလေးပြောပြီးတော့စုတောင်းပို့ပြီးတော့စုတောင်းပြည့်ဆိုလို့လုပ်ခဲ့ပါရဲ့ရှင်ပြီးရင်တော့အမွေးတိုင်းလေးထွန်ပြီးတော့ဟိုတီတီရှောက်ပတ်ကြည့်ခဲ့တယ်ပေါ့နော်တိမ်တွေကတော့တကယ်လာတာပါအားလုံးပဲတက်တာပါပြန်ပါပြီ